မင်္ဂလာပါအဲ့တော့ကျွန်တော်စီကိုရောက်လာတဲ့ PSC ကတ်လေးတွေပေါ့နော် PSC ကတ်လေးတွေကိုကျွန်တော်မိတ်ဆက်ပေးပါမယ်အဲ့တော့ 40MD နဲ့ 40MR ပြီးရင် 20MD နဲ့ 20MR ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒီနှစ်မျိုးအပြင်မှာကျွန်တော်တို့ဒီ delivery ပုံစံပါတာရှိတယ်မပါတာရှိတယ် delivery ပုံစံဆိုတာကတနည်းအားဖြင့်ကျွန်တော် housing ကိုပြောတာပေါ့နော်delivery မှာချိန်ပြီးတော့သုံးလို့ရတဲ့ housing လေးပေါ့နော်ဒီမှာချိန်လေးနဲ့နော်အိမ်ကောင် housing လေးပါတဲ့သဘောပေါ့အဲ့တော့ကျွန်တော်တို့ panel ထဲမှာအလွယ်တကူချိန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီကတ်တွေကအင်မတန်မှအသုံးဝင်ပါတယ်เนาะအဲ့တော့ဒီလေးလာခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုလုပ်ငန်းခွင်မှာသုံးဖို့ပဲဖြစ်ဖြစ် project လုပ်ဖို့ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့တော့အများကြီးသုံးဝင်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ IO တွေလည်းတူတယ်ပေါ့เนาะ IO တွေတူပြီးတော့အိမ်ကုန်မပါတဲ့အမျိုးအစားပေါ့เนาะသူကတော့ပပလေးပေါ့ဒီကောင်ကတော့ဈေးလေးအိမ်ကုန်ပါတာနဲ့ဆိုရင်သူတဲ့ဈေးလေးနည်းနည်းလျော့မယ်ပေါ့เนาะအဲ့တော့သူကျတော့ကျွန်တော်တို့ဒီအလယ်မှာစကရူအပေါက်လေးတွေပါတယ်เนาะအဲ့အပေါက်လေးနဲ့ကျွန်တော်တို့ကဒီအထိုင်မှာစကရူဆွဲပြီးတော့တက်တောင်းရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီမှာ40MD နဲ့ 20MD ပေါ့နော်သူက delivery မပါတဲ့ဟာပေါ့တနည်းအားဖြင့် housing မပါတဲ့အမျိုးအစားပေါ့နော်နှစ်မျိုးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က housing ပါတဲ့ delivery ချိန်သုံးလို့ရတဲ့အမျိုးအစား relay တိုက်ရှိတယ်ပြီးရင် transistor တိုက်ရှိတယ်ပေါ့နော်အဲ့တော့20ပေါ့ IO 20ပေါ့နော်ဒါကတော့ကျွန်တော်တို့IO14 ပေါ့နော် IO14 မှာ relay တိုက်ရယ် transistor တိုက်ရယ်ပေါ့နော်အဲ့တော့ဒီကတ်လေးတွေမှာပြီးလို့ရှိရင်သူ့ရဲ့ဘေးမှာကျွန်တော်တို့ဒီပင်လေးပေါ့ပင်လေး6ခုပါတယ်ပေါ့နော်အဲ့ဒီပင်လေးတွေကကျွန်တော်တို့ analog signal တွေ digital signal တွေစသဖြင့်ပေါ့နော်ဒါတွေသုံးဖို့တော့ထည့်ပေးထားတာပေါ့နော်အဲ့တော့ဒီကတ်မှာကျွန်တော်တို့ relay ပေါ့ relay တိုက်ဆိုရင်လည်းကျွန်တော်တို့ဒီမှာဘားတန်းတစ်ခုပဲပါတယ်အောက်မှာနော်အထွက်ပေါ့အောက်ပေါ့အထွက်အပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ H10 ပေါ့ H10 အဝင်ပေါ့နော်အဝင်ချမ်းပေါ့အဲ့တော့20ဖြစ်တဲ့အတွက်သူကကျွန်တော်တို့ input က12ခုရှိမယ်ပေါ့နော် output က8ခုရှိမယ်နော်8ခုဒီမှာဆိုလို့ရှိရင် relay က6လုံး8လုံးပေါ့နော်အဲ့တော့ transistor တိုက်မှာလည်းအဲ့လိုပဲနော်အဝင် input က12ခုရှိမယ်အထွက်က8ခုရှိမယ်ဒါဆိုလို့ရှိရင် IO 20ပေါ့နော်14ကျတော့အထွက်ကကျွန်တော်တို့6ခုပေါ့နော်အဝင်က8ခုရှိမယ်နော် H line က8ခုရှိမယ်output Y line က6ခုရှိမယ်နော်သူကတော့terminal ဘားတန်းတစ်ခုစီပဲပါတယ်တဲ့အတွက်ကျွန်တော်တို့အဝင်အထွက်ပေါ့နော်တစ်လိုင်းစီပဲသွားတယ်ပေါ့နော်တော့အင်မတန်မှအသုံးဝင်တဲ့ပစ္စည်းလေးတွေပါအဲ့တော့သူနဲ့တွဲသုံးမှာတော့ကျွန်တော်တို့ကကျိုးပေါ့နော်တွဲသုံးမဲ့ကျိုးရှိတယ်အဲ့ဒါက USB to RS232 ဆိုတဲ့ကျိုးပေါ့အဲ့ကျိုးနဲ့တွဲပြီးတော့သုံးရတာပေါ့နော်အဲ့ကျိုးကတော့ကျွန်တော်တို့PLC တွေကို upload download လုပ်တဲ့နေရာမှာသုံးတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒီကောင်လေးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ PLC ဖုန်းနဲ့ကျွန်တော်တို့ laptop ကွန်ပျူတာနဲ့ချိန်ပြီးတော့သုံးတဲ့ကြိုးပေါ့နော်အဲ့တော့ laptop ကွန်ပျူတာထဲမှာကျွန်တော်တို့က software ရေးပေါ့ဗျာနော် software ရေးမယ်ရေးပြီးလို့ရှိရင်အဲ့ဒီကောင်ကိုကျွန်တော်တို့က PLC ကတ်ထဲကို upload လုပ်တာပေါ့နော် upload လုပ်မယ်ပြီးရင်ကျွန်တော်တို့က upload လုပ်ပြီးသားဟာကို download ပြန်လုပ်ချင်လည်းရတယ်ပေါ့နော်အဲ့အတွက်သူ့ကိုသုံးတာပေါ့အဲ့တော့ဒီဘက်ကအချမ်းက RS232 ဒီဘက်ချမ်းကကျွန်တော်တို့ USB ပေါ့နော် USB to RS232 ခေါင်းက GB9 ပေါ့နော်ဒီကြိုးလေးနဲ့သုံးရတာပေါ့အဲ့တော့ဒီကြိုးလေးရဲ့ဒီကတ်ရဲ့ laptop ရဲ့ပေါ့နော်အဲ့တော့ကျွန်တော်သုံးရမယ့် software ကတော့ FH2M ပေါ့နော် GH2 ပေါ့နော် GH2 နဲ့ကျွန်တော်တို့ program ရေးရမှာပေါ့နော်ရေးပြီးသားဟာတွေကိုကျွန်တော်တို့ဒီကြိုးကနေတစ်ဆင့်ပုတ်ထဲကိုထည့်တာပေါ့နော်အဲ့တော့ကိုရေးထားတဲ့ program တိုင်းဒီကောင်ကအလုပ်လုပ်မှာပေါ့နော်အဲ့တော့ IO တွေကတော့အခုသုံးမဲ့လုပ်ငန်းပေါ်မူတည်ပြီးတော့ project ပေါ်မူတည်ပြီးတော့တွက်ချက်ပြီးတော့ဝယ်လို့ရတယ်နော်ဟုတ်ပြီအဲ့တော့ခုနကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီဘက်ဘေးမှာရှိတဲ့ပင်လေးတွေရဲ့အကြောင်းပေါ့နော်အဲ့ပင်လေးတွေကဘယ်လိုလှုပ်တာလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ရှင်းပြမယ်နော်ဟုတ်ပြီခုနကကျွန်တော်ပြခဲ့တဲ့ပင်ဟန်တာလေး6ခုကိုကြည့်အောင်နော်ဒီမှာဒီဘေးမှာပါတာပေါ့နော်အဲ့တော့ဒါကတော့ကတ်ရဲ့ wiring လေးပေါ့နော် transistor output က Y7 နဲ့ရှိတယ်ပေါ့နော် output 8ခု input က12ခုဟုတ်ပြီနော်အဲ့တော့ဒါဒီ20MD ပေါ့နော် transistor တိုက် relay တိုက်မှာလည်းအဲ့လိုပဲဘေးမှာပင်လေးတွေပါတယ်ဒါကတော့ transistor တိုက် wiring ပေါ့နော်အဲ့တော့တခုဒီကတ်အဝင်လေးကိုချက်ကြည့်မယ်ဆိုရင်0 to ကျွန်တော်တို့7အထိကနံပါတ်အဆင့်လိုက်ပဲเนาะ1 to 7ပြီးလို့ရှိရင်8နဲ့9ကမပါဘူးဘာလို့ဆိုတော့သူက order system ဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒီကဏ္ဍကိုမထည့်ထားဘူးပေါ့နော်အဲ့တော့
10 11 12 13ဆိုပြီးတော့ total 12ခုရှိတယ်12ခုရဲ့ဒီဘက်က8ခုရဲ့ပေါင်းတော့20ဖြစ်သွားတာပေါ့ဒါကြောင့်မလို့သူ့ကို 20MD လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဘေးမှာပါတဲ့ပင်လေးတွေပေါ့နော်ခုနကကျွန်တော်ပြောခဲ့တဲ့ပင်လေးတွေအဲ့ပင်လေးတွေရဲ့အလိုလိုပေါ့ပေါ့နော်ဘာအတွက်ထည့်ထားလဲဆိုတာကိုပြောချင်တာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်3.3 volt ဆိုတာက PSC ကတ်ကနေအောက်ပို့ပြန်ထုတ်ပေးတာပေါ့နော်အဲ့တော့ potentiometer တို့ပစ္စည်းတွေပြီးလို့ရှိရင်low voltage sensor တွေပေါ့နော်ဒါတွေကို power ပေးဖို့အတွက်ဖြစ်ပါတယ်နောက်တစ်ခါ DA0 နော် DA0 ဆိုတာ digital to analog ကိုပြောတာအောက်မှာ DA1 သူလည်း digital to analog ပဲနော်အဲ့တော့01ဆိုတာက channel 2 line ပါတာနော် channel 2 line ပါတာကိုပြောတာအဲ့တော့ digital to analog ဆိုတာဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့က PLC ထဲကနေပြီးတော့0 to 10 volt output signal ထုတ်ပြီးတော့အပြင်မှာရှိတဲ့ကျွန်တော်တို့ VFD လို့ device တွေကိုထိန်းချုပ်တာပေါ့နော် motor ကိုနှိမ့်မြလုပ်ဖို့အတွက်ထိန်းချုပ်တဲ့ပုံစံဖြစ်ပါတယ်နော်အဲ့တော့အောက်မှာကျတော့ 81ဆိုတော့ analog to digital analog to digital ဆိုတာကဘယ်လိုလဲဆိုတော့အပြင်ကနေပြီးတော့ကျွန်တော်တို့ဝင်လာတဲ့ analog signal ဥပမာ temperature sensor ပေါ့ဗျာ temperature sensor ဆိုလို့ရှိရင်တာမိုကပဲလိုဟာမျိုးပေါ့အဲ့တော့ temperature ကတက်လာရင်တက်လာသလိုကျသွားရင်ကျသွားသလိုအဲ့လိုကစားတဲ့အချိန်မှာထွက်လာတဲ့ signal analog signal ကို PLC ကနေပြီးတော့0 to 10 volt အတွင်းမှာပြောင်းပြီးတော့ပေါ့နော်အလုပ်လုပ်တဲ့ပုံစံပေါ့အဲ့တော့ temperature ညော့သွားတယ်ဆိုလို့ရှိရင်ဘာလုပ်မယ်ပေါ့နော် temperature တက်လာလို့ဆိုရင်ဘာလုပ်မယ်ဆိုတာကိုခိုင်းတာပေါ့နော် PLC ကနေပြီးတော့လုပ်တာအဲ့တဘောနောက်တစ်ခါကျတော့ ground ကတော့ GND ပေါ့နော် GND ဆိုတာကတော့ analog input output signal တွေအတွက်ပဲ common reference ground တွေနဲ့သုံးတာပေါ့နော်ဒါပါပဲဟုတ်ပြီနော်အဲ့တော့ဒါတွေကတော့ signal နဲ့ပတ်သက်တဲ့ဟာလို့အကြံဖြင့်ယူဆလို့ရပါတယ်နော်အဲ့တော့ပြီးရင်အောက်မှာကျွန်တော်တို့ဒီမှာ DB9 ဆိုပြီးရှိတယ် DB9 ကတော့ကျွန်တော်တို့ RS232 လို့ခေါ်တာပေါ့နော်ခေါင်းပေါ့အဲ့ဒီခေါင်းနဲ့ထိုးရတာပေါ့တစ်ဖက်မှာကျွန်တော် USB အဲ့ USB နဲ့ကျွန်တော်တို့ကကွန်ပျူတာကိုထိုးတာထိုးပြီးတော့ကတ်နဲ့ချိတ်ပြီးတော့ software ရေးပြီးတော့ upload download လုပ်တာပေါ့နော်အဲ့တော့ software တွေကတော့ဘာတွေသုံးလို့ရလဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ GH12 ပေါ့GH12 သုံးလို့ရမယ်ပြီးရင် GH developer သုံးလို့ရမယ်နော်